วงหน้าครับวันหน้าคำยายังมีอะไรให้ทำอีกไหมยังมีอะไรให้ทำอีกไหมยังสุรากဒီမှာတေးရတော့အတိပ္ပယ်ရတယ်มีสุรากရှိတာပေါ့နော်ยังมีဆိုတော့ရှိသေးတာอะไรပါလဲยังมีอะไรဘာရှိသေးလဲ hi ဆိုတာကသူ့ရဲ့မူရင်းအတိပ္ပယ်ကပေးတာပေါ့နော်ဒီမှာတော့သူကိုခိုင်းတယ်လို့သုံးလို့ရတယ် hi ทำဆိုတာကလှုပ်တာ hi ทำဆိုတာကလှုပ်ခိုင်းတာပေါ့နော် eat ဆိုတာကထပ်ပြီးတော့ my လာအဲ့တော့ဒီစာကြောင်းကိုစီလျော်ပေါင်းပြီးပါတာပြန်မယ်ဆိုရင်ยังมีอะไรให้ทำอีกไหมยังมีอะไรให้ทำอีกไหมถ้าလှုပ်ခိုင်းစရာရှိသေးလားထပ်လှုပ်ခိုင်းစရာရှိသေးလားလို့အတိပ္ပယ်ရပါတယ်ခင်ဗျာถ้าไม่มีอะไรแล้วถ้าไม่มีอะไรแล้วถ้าဆိုတာကယင်လျင်အကယ်၍ဒီမှာတော့ယင်လို့သုံးလို့ရတယ်ယင်လို့လည်းသုံးလို့ရတယ်လျင်လို့လည်းသုံးလို့ရတယ်အကယ်၍လည်းသုံးလို့ရတယ်ပေါ့နော်ဒီမှာတော့သူ့ကိုယင်လို့ပဲသုံးပေးမယ်ถ้าယင်မိုက်ဆိုတာကမဘူးလို့အတိပ္ပယ်ရတယ်မီဆိုတာကရှိတာမိုက်မီဆိုတော့မရှိဘူးထားမိတ်မီမရှိရင်အရိုင်းဆိုတော့ကပါလဲလဲကိုသူ့ရဲ့မူရင်းအတိပ္ပယ်ကလဲကိုကပြီးပြီလို့အတိပ္ပယ်ရတယ်ဒီမှာတော့တော့လို့ပြောမယ်ပေါ့နော်ပြောချင်တာကထားမိတ်မီအရိုင်းလဲကိုဘာမှမရှိတော့ရင်ထားမိတ်မီအရိုင်းလဲကိုဘာမှမရှိတော့ရင်กินข้าวได้ไหมกินข้าวได้ไหมกินဆိုတာကစားတာข้าวဆိုတာကทำမယ်ได้ဆိုတာကရတာမိုင်းဆိုတာကလာกินข้าวได้ไหมทำမယ်စားလို့ရလားกินข้าวได้ไหมทำမယ်စားလို့ရလားเพื่อนผมก็หิวกันแล้วนะเพื่อนผมก็หิวกันแล้วนะเพื่อนတငယ်ချင်းผมဆိုတာကကျွန်တော်เพื่อนผมဆိုတာကကျွန်တော်တငယ်ချင်းก็ဆိုတာကလဲကျွန်တော်တငယ်ချင်းတွေလဲဟီယူဆိုတာကကြတော့စားတာကန်ဆိုတာကဒီမှာကြားတယ်လို့ပြောလို့ရတယ်လဲဟိုဆိုတာကဘီလို့ပြောမယ်နာဆိုတာကနော်စီလီယွန်အစအဆုံးပေါင်းပြီးပါတာပြန်မယ်ဆိုရင်พระผมก็หิวกันแล้วนะพระผมก็หิวกันแล้วนะကျွန်တော်တငယ်ချင်းတွေလည်းစာနေကြပြီเนาะဒါကတော့ကိုကအလုပ်ရှင်ကိုသွားပြီးတော့မှထမင်းစာခွင့်ရအောင်သွားပြောတဲ့ခါမှာသုံးလို့ရပါတယ်အားလုံးပဲအသုံးဝင်လွယ်ကိုအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာနောက်ဗီဒီယိုများမှာပြန်တွေ့ကြမယ်နော်